นี่อ่ะတော့ခမလေးနဲ့ဟောပေါ်စားမှာပါဟောပေါ်တော့ဒီမှာတော့ရန်ကုန်မှာစားနေကြတော့ရွှေလာဒီမှာတော့စားနေကြအစီအပြောရရင်ဟောတစားမယ်ကျက်လိုက်ขอเชิญหมายเลข28 B အများကြီးပဲ39 ရောက် ขอเชิญหมายเลข B 0029အတန်းစုနေဘာမှမကြားရတယ်စွက်ကနေရိုက်ချင်တယ်စွက်ကနေfinally နောက်ဆုံးမစားရအောင်ဘယ်လိုပဲဒီလိုပါလာစားကြပါဦးရှင်ရဟုတ်လားကောင်းကြီးကိုရေးရောဟုတ်လားကောင်းမလေးကဆွဲတော့တက်ဆွဲပြီးတော့မှဝင်းဆွဲလဲကြောင်းမဟုတ်ဘူးဒီကစားရဖို့နည်းနည်းခဏကောင်းလားကောင်းနော်စားရကြနည်းနည်းထည့်ပေးပါတကြည့်ရပြီဝင်ပြီးစားလိုက်တော့ကောင်းအဲ့ကောအမဲတော့ဒီစမစားအောင်လားစားပြီးသွားပြီဒီတော့တော့ပါပဲအိမ်မဲဝိုင်းဘာတူလို့ပါ